ဒီပွဲရဲ့အင်မော်စတာဘယ်လိုဖြစ်မလဲဆိုတော့ အင်ပိုစတာဘလူးလဲတီဗီရဲ့ညာရှိတင်ဆန်းခုံသွားတာပြန်ဖတ်မနာတော်တော်နေတယ်ငါအိမ်မြန်မှန်နေ အားချောင်းမင်းဘယ်လိုလဲမသိခါရဲကြီးကိုလားမုံစိန်လားဒီဖြစ်သွားတယ်ဒီအချိန်မှာဟာဒီမှာမထော်တော့ဟာအညိုးရီကွာအရင်တိတာလွင်းနှကောင်မူကြီးလာတက်သွားတာကြီး အဲ့ပါတင်အိမ်လောက်ပေါ့ဒီပါ အဲ့လောက်ကြီးကြတော့မင်းတို့က စတော့မှာ လောက်ကြတော့နော်လုံးတင်ပါဦး ကဲမေးဗျာမေး ဟဲ့အောင်နီစတော်မာကြီးကွာမင်းအမော်စရာနှကောင်ဘူးကြီးတက်သွားတာပါတဲ့ကဲနှကောင်ဘူးကြီးရောက်လာတာရောရှောင်လို့မရဘူးခဏလေးတော့ရှူပေါက်ချင်လို့ဘုံမနေကြနဲ့အောင် မင်းတို့နောက်ကကြရင်လေနောက်ကကြရင်အင်ပိုစာတွေကအင်ဂျင်နီယာတွေကိုအရင်လျှော့ကအင်ဂျင်နီယာတွေကမြင်နေရတယ်မင်းတို့ကမြန်မာလုံးလိုက်တယ် တော့ပုံပေါက်ရှာလာတယ်။ကိုရက်စီကိုကျွန်တော်ဆော့ပြီးတော့အင်ဂျင်နီယာကိုယူမှာပေါ့ အေးဟုတ်မှာကန်းနဲ့တော့ ကျွန်တော်ရဲ့စလုံးရဲ့အတေးကြပြောရအောင်ကြောက်မှာမဟုတ်တာ ပြန်ဆိုင်ရရနော် ကိုပြီးရင်ပုတ်တာလေ ပြန်ဆိုင်ရရအာကြည့်မှာနော်အခုခုနကတည်းကငါမင်းတို့ပြောပြီးသားဒီတော့အာဒီကဘာဖြစ်ပြန်ဒီ ရှူပေါက်နေရ ဟုတ်တယ်တွိုင်းနေတော့ အေးအယောင်လေးထည့်ပေးထားတယ်ကျေးဇူးတင်နေဗျာဟဲ့အောင်တုဒ္ဒမင်းရန်ကုန်တိလာရိုက်မှာနော်မင်း မမ အဲ့ ဟုတ် ဟို ဘူး ငါတော့ရိုက်ပြီးမယ်အဲ့ဟိုဘက်အဲ့ကလေး ဟိုဟာလေးရိုက်မယ်ဆိုရင်လည်းဟိုဟာပါရိုက်တယ်ဒီလားဒီနားဆိုရိုက်ခဲ့ ခွဲလိုက်ကြီး ရောရမှာဝတ်တက် ကယ်မာရီကိုမင်းမေးစမ်းမှာကွာမင်းခုလေးဒီ အရှောင်လေးတွေးလိုက်တယ်နော်အရှောင်တွေးလိုက်တယ် โอเคဖက်လို့ပဲမှာလား admin ထဲမှာပြီးနောက်သူလည်းသူရှိရ ဖွဲ့လိုက်ကြီးအမင်းထဲမှာကျွန်တော်လည်းဆွမ်းနာတွေ့ရကိုတော့စစ်ပဲမှာလား ကိုရော့ဆက်ကအခုဟိုရောက်နေပြီကဖီတီးယားထဲမှာပါ တွေ့ရတုဒ္ဒပဲမှာ communication မုံစိန်ပဲမှာ အမိုးဆိုင်မေမေစလုံးမေ โอเคစနိုးပဲမှာ နော်လောကတော့ဒီဘာဘာဒီမရှင်းလာတာဒီဟာဝင်ဖို့တကားဝမ်း โอเคအဲ့ဆိုလို့ရှိရင်ခါးချိတ်ကိုပဲမှာ ခိုင်းကိုဟာကိုစိုးနဲ့ဆက်နေမဲ့ office ထဲမှာဝင်းနာမှာရောက်နေ တူပြီးရောဓာတ်ပေါ်လေးပဲမှာတွေ့ရ ဒီဘော်ရီကဒီကဖက်တရားရဲ့လမ်းမှာအဲ့ဓာတ်ပေါ်ရှိမှာကိုတော့စစ်စင်းအောင် ဘလို့ကိုရော့ဆက်အစိမ်းအောင်ယုံ ကိုတော့စစ်နဲ့ကျွန်တော်နဲ့ကတော့တန်းရပဲ ကိုလေးမေးပြောလို့ရမလားတခု ပြောမေးပြော ခိုင်းယူကိုနေတွန်ဘီနဲ့ဘယ်သူကအင်ဂျင်နီယာ ကျွန်တော်အင်ဂျင်နီယာလို့ ဘယ်သူ တူဘီ အဲ့ဆိုခိုင်းယူကငါ့ကိုဘာလို့ပန်းခုံညာ ဟာ ဒီဆိုရင် ဟာဘယ်ရိုင်းနေလဲမခဏလေး ဟုတ်ပြီခုံညာ တူဘီဘယ်သူပေါ်လာတာတူဘီဘယ်သူပေါ်လာတာခိုင်းရောဟာမေးဒီကစဉ်းစားနေဘယ်သူမှမသိဘူးတော့ဘူး ခဏကျွန်တော်မေးစရာထက်ရှိတယ်ခဏလေးဟိုကဆွမ်းနာတော့စနိုးကလော်ကာရင်းနားလေးမှာလို့ပြောရနော် ဟုတ်တယ် အဲ့လော်ကာရင်းမှာဘယ်သူဆင်းလာတာတွေ့တော့ မတွေ့ဘူး ဟုတ် ဟဲ့ လူကောင် ခုန လူကောင်เนี่ย ခုနသူလည်းမသိသူစင်းလာပြီးတော့သူပေတက်ပါလေ ဘယ်သူတော့တူဆင်းလာ မ
မသိလိုက်ဘူးမသိလိုက်နာမည်မသိလိုက်ဘူးဒီလည်းမသိ တူတာဖြစ်မယ်တဲ့နော် ဟုတ်ကဲ့ဒါပဲ အဲ့အမင်းထဲမှာအတန်းလိုက်ကြီးရှိတာကိုတော့စစ်နဲ့ကိုနေဆိုလို့ရှိရင်ကိုတော့စစ်ရတော့ကို800ဆင်းသွားတာကက်ဖေတီးယားတွေကိုကိုတော့စစ်နဲ့ကျွန်တော်နေရတော့တန်းရပဲ ဟုတ်တယ်ကျွန်တော်အရင်ရောက်နေတာအဲ့ဒါကိုဓာတ်ပေါ်ဒီနားမှာဆိုတော့ ခဏလေးခရကြီးကိုမေးခရကြီးကို မေ ဟုတ်ကျွန်တော်ပြပြမယ်နော်ကျွန်တော်ကိုစုဘေးနားမှာရှိရကျွန်တော်ဘယ်လိုဘန်းခေါ်ရမှာကိုစုကျွန် မ တော် ဟုတ် ကိုစု ဘူးဆဆတော့ ငါဘသူ့မှလီပန်ပေးတော့မုတ်စိန်တယောက်ဝယ်ပေးရလီပန် ဟုတ်မဟုတ်တော့မဟုတ်လားရှိနဲ့ခုံအောင်မဖြစ်နိုင်ဘူးကျွန်တော်တယောက်တည်း ပြနေမှာနေအဲ့လိုနေရယူငါရဲ့ဘေးနားမှာငါတော့မြို့စောင့်ကြည့်နေဘန်းခုံလာပြီးငါနာအဲ့ပြီးတော့ငါမှဟိုစကန်ဖက်နေတဲ့ဥစ္စာတူပြီးလားမသိဝင်လာတူပြီးအမှတော့အေးဟုတ် အခုကမဟုတ်ကျွန်တော်ပြောမယ်ဘန်းခုံနာပြဿနာတစ်ခုဗျာဘန်းခုံနာပြဿနာတစ်ခုဒီကအခုဓာတ်ပေါ်တွေတွေ့တဲ့နေရာမှာဘန်းမရှိဘူးဟုတ်မရှိဘူးမလားဓာတ်ပေါ်တွေတွေ့တဲ့နေရာမှာဘန်းမရှိဘူးမလားဟယ်လို မုတ်စိန် ရှိဦးလေကဖေရီယာမရှိ အခုကဘန်းခုံသွားတာမဟုတ်စနိုးဘတ်ချမ်းကိုစင်းရင်မစင်းရင်ကျွန်တော်နောက်မှာပါတယ်အိုက်ကောင် ဘူးကျွန်တော်ပြပြရဒီဓာတ်ပေါ်တွေကိုဘယ်လိုပြောတာနိုင်ကြည့်တယ် ဘလက် လဲရပါအရှိနားလေးမှာကဖေရီယာပေါ့ဝန်ကိုတော့ဆက်အစိမ်းရပြီ ကိုတိုးစစ်ကကက်ဖေတီးယားတွေကိုကိုရင်ရောက်နေတာအဲ့ဆိုမင်းမြင်တာမင်းမြင်ငါမြင်မှာမင်းမြင်ငါ့ကိုမြင်မှာငါရီယတာပြင်ပြီးငါတန်းဆင်းလာတာ မာရီယိုကငါနောက်မှာငါတွေ့တယ်မာရီယို ဟုတ်ကျွန်တော် မာရီယိုနောက်မှဝင်လာတာငါနားတော့မရောက်သေးဘူးသိလား ကဲလိုက်ပါတိတ်ရေးကြီးရမှာ skip ပဲ မဟုတ်ဘန်းကုံတဲ့ကိစ္စကိုလည်းမှတ်ထားတော့ဘန်းကုံတဲ့ကိစ္စကိုမှတ်ထားပြီးလို့ရှိရင်စနိုးဆင်းသွားတော့စနိုးဘေးမှာတယောက်ပါတယ်တဲ့ဒါပေမဲ့စနိုးဖြစ်တဲ့အတွက်ကြောင့်တို့နာမည်တော့မသိလိုက်အောင်ငါဘုတ်ချင်တာလို့အယောင်ကြီးနဲ့ဖြစ်နေလို့တော်သေးရမောကိုတော့စေကိုတကွက်ကဲသွားလို့ကိုတကွက်ကဲသွားလို့ကိုတော့စေ ဝေတော့ပေါင်းမနေတယ် တွန်းတက်လိုက်လို့မရအောင်ဒီချိန်တက်လိုက်ငါမိသွားမှာပေါ့ Okay ဒီချိန်တက်လိုက်ရင်မိသွားမှာပေါ့ကိုတော့စေတခုလောက်ပါကိုတော့စေ ဘာမှလုံးလို့မရတော့ဘူးကွာဘာမှလုံးလို့မရတော့ဘူး အဲ့တော့ပူးနေတာလောငါတက်ပလိုက်ရကွာဝဲဟူဟာအဲ့လောက်ကြီးကြမင်းတို့ကောင်းနေရကွာညီလာဖြတ်လိုက်ရင်ကောင်းမလား ဘသူက test မလုပ်တော့လေကွာ အေး တည်ရလို့ test မလုပ်တော့ ဒီလိုဖြစ်မယ် ဖလက် test လုပ်ပါဦးလိုက်မာရီယိုငါတို့အခန်းပြောင်းမလားဒီကဘေးတွေအကုန်လုံးဆော့တတ်ပြီဆိုတော့ငါတို့ ဒီနေ့တိုင်း ဘာဆက်အောင်တော့မယ်ကွာ ဟိုအခန်းလေးဆော့ကြမှာ ဟိုမို့ ပုံပွင့်နေကြတာ ကဲရပြီတူတော့ပို့လိုက်တော့ မိုက်ကြီးပိတ်တာ ကဲတူတော့ဘာပြောမှလဲ ဘာပြောရမှာလဲဒါမှမဟုတ်လား မင်းငါရှိမှဘန်းခုန်သွားတဲ့ကိစ္စအမြင်ဘာပြောမှလဲ ဟာတားနဲ့ကိုတော်တဲ့နဲ့တူတူရှိရ အဲ့ဆိုမင်းတို့ညောက်ပေါ်ရှင်းနေအောင် မခဏလေးတူတာကဖေတီးယားကိုကျွန်တော်နောက်မှဝင်လာတာနော်ဘယ်ကဝင်လာတာ လေတူတာဘန်းခုန်သွားလေအမေကနေငါဘေးနာခုန်သွား ကိုတော့စိတ်စဉ်းစားတာ ကဲလို့ ကိုတော့စေစဉ်းစားနော်တဲ့ကိုကဘလူးဘုံမှာမမေးတော့လားမမေးဘဲနဲ့ဘုံမှာ အမေတော့လေငါဘေးနာမှာတူတာဘန်းခုန်တဲ့ကိစ္စကြီး ကျုံးပြီနော်ဆွဲလိုက်ပြီနော်ကိုတော့စေကိုပုတ်ခဲ့သေးရခရမ်းအောင်လေးခရမ်းအောင်လေးတဲ့မဆန်နေအိမ် ဟာ
အေး အေး ကိုဆွဲ ပြောတော့ပြောတယ်နော် ကိုဆွဲ စနိုးကတော့ပြောလိုက်ပြီနော် ကိုဆွဲခင်ဗျအဲ့လိုတော့မလုပ်သင့်ပါ ကျွန်တော်รู้ပါတယ် ညာကိုကြည့်တဲ့ပြန်ကျွန်တော် ဘယ်လိုပြီးတာတော့ဘယ်လိုပြီးတာတော့ အဲ့ဒါစနိုးကြံတာထင်တယ် တူနလဲတူနူနူတူနလဲတူနူနူ ကပ်ဘူးကျန်တာလေတခုပဲကျန်တာပေါ့ မီမိုမီမို ဒါအရှိမအဲ့အစိမ်းရောင်ကြီးလို့ပြောတာ ငါတတ်တာမဟုတ်ဘူး ပမ်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 